ထောင်တောက်ပြောပြစမ်းမမင်းရဲ့အုံနောက်တွေကဘလို့ချောင်သွားတာကျွန်တော်မုတ်ဆိုးမတယောက်ကိုယူလိုက်တယ်အဲ့ဒီမုတ်ဆိုးမဖာသမီးကိုကြောက်အဖေကယူလိုက်တော့အဲ့ဒီကျွန်တော်သမီးကကျွန်တော်အမေဖြစ်သွားဟောသူတို့ကသမီးလေးမွေးရောအဲ့သမီးလေးကကြောက်ရဲ့ညီမဖြစ်တယ်ဒါပေမဲ့ကျွန်တော်ကသူ့အဖွားရဲ့လင်လေးအဲ့တော့အဲ့ကလေးလေးကကျွန်တော်မြည်ဖြစ်သွားပြန်ရောအဲ့လိုကိုဖုံးနဲ့ကိုပိန်နဲ့ကိုထုတ်ကိုဖုံးနဲ့ What the fuck အားလုံးပဲမင်္ဂလာပါဗျာဒီနေ့မှလည်းကျွန်တော်ထုံးစံတိုင်းပြီနော်ပေါ့ပေါ့ရှာရှာရည်တရားဟာတာဗီဒီယိုဖိုင်တိုထွာလေးတွေကိုစူစီပြီးပြီးရှင်နေလုပ်ပေးတော့ပါဗျာကျွန်တော်ဗီဒီယိုဖိုင်လေးကိုဆုံးထိလိုက်ပါကြည့်ရှုပြီးအားပေးပါဦးဗျာနော်ကဲဒီနေ့ကလိုက်ဖတ်နေရအောင်နော်တိုင်းဟဲ့ကောင်မနှလုံးကပါရပါလေငါတစ်လုံးလားမဟုတ်ပါဘူးငါအပိုင်လားဒါဆိုငါအပိုင်လည်းမဟုတ်ငါတစ်လုံးလည်းမဟုတ်နှလုံးထိုးလို့ကျမတောင်ဖားရမ်းရောက်တာ9កောက်ရှိပြီလို့ပြောတာဟောတော့မင်းကငါ့အမှားလိုက်တော့စောစောပြန်လာတော့တဲ့ကတဲ့နဲ့တူတူပြန်လာလိုက်တယ်အဲ့ကဆိုရဲအမေတို့တော့မနိုးသေးဘူးပါဒီကလုံးလိုက်ဆက်လို့အဲ့ဆိုရဲကြည့်မရှိသူစောစောပြန်လာဆိုတော့သူ့ကစားတိုင်းပဲစောစောပြန်လာအေးဘေးတဲ့နဲ့တူတူအဲ့ဒါဒီတော့မနိုးလို့ငါအရှိကနေစောင့်နေရသေးတယ်အခုတော့နော်ဘာလဲဘာဖြစ်ချင်လို့လဲဘာမှဖြစ်ချင်ပါမိန်းမဆိုဘယ်မိန်းမမှမကောင်းကိုအောင်ကြီးငါမိန်းမလေးကလွဲရင်လို့ပြောတာညီမမတွေကိုကြိုက်လားညီမလေးတွေကိုကြိုက်မမတို့ဘာလို့မမတွေကိုကြိုက်တာမင်းချစ်လို့ဟဲ့ချစ်တယ်ပြောမချစ်လဲချစ်တယ်ပဲပြောအမပြောလေမောင်လေးအမကိုကျွန်တော်ချစ်လို့မောင်လေးကငယ်ပါသေးတယ်အမမြင်ဘူးလို့လားယူတယ်ဘာမဟုတ်ဘူးလေငါပြောတာထောင်တောက်ပြောပြစမ်းမမင်းရဲ့အုံနောက်တွေကဘလို့ချောင်သွားတာကျွန်တော်မုတ်ဆိုးမတယောက်ကိုယူလိုက်တယ်အဲ့ဒီမုတ်ဆိုးမဖာသမီးကိုကြောက်အဖေကယူလိုက်တော့အဲ့ဒီကျွန်တော်သမီးကကျွန်တော်အမေဖြစ်သွားဟောသူတို့ကသမီးလေးမွေးရောအဲ့သမီးလေးကကြောက်ရဲ့ညီမဖြစ်တယ်ဒါပေမဲ့ကျွန်တော်ကသူ့အဖွားရဲ့လင်လေးအဲ့တော့အဲ့ကလေးလေးကကျွန်တော်မြည်ဖြစ်သွားပြန်ရောအဲ့လိုနဲ့ကျွန်တော်သားလေးမွေးရောကျွန်တော်သားလေးကသူ့အဖွားရဲ့မောင်ဖြစ်ပြီးကျွန်တော်ကကြတော့သူ့ရဲ့တူဖြစ်နေရောပြီးတော့ကျွန်တော်အဖေကကျွန်တော်ရဲ့တမတ်ဖြစ်ပြီးတော့ကျွန်တော်ရဲ့သားကကြတော့သူ့အဖိုးရဲ့ရောက်ဖားဖြစ်နေပြန်ရောအဲ့လိုနဲ့သူ့အဖိုးကတော်လိုက်တော့ငါပါအုံနောက်ချောင်သွားလိမ့်မယ်တန်မာရမယ်မောင်လေးရဲ့တတန်မာလို့မောင်လေးလဲကြရခါကြရမမဆွဲဆော့ပြပါမောင်လေးမောင်လေးလို့ဘာလဲဗျာရုံးမေးစီကိုမချွဲရအောင်ဘလို့ကြွားတာလဲ What ဘလို့မှကြိုလို့မရဘူးအစိပါတဲ့ဟာလည်းအကုန်ချွေးတတ်တယ်အယောမဟဲ့ညီမလေးဟဲ့ခေါ်နေရမကြောက်လားနာမည်အမှန်နဲ့ခေါ်ရမလားမခေါ်နဲ့ဒါလည်းပြောခြေတစ်ခွက်ခတ်ပြီးနှုံးနာမည်အမှန်ခေါ်မှာအမေတို့ကလည်းကိုသမီးလေးတယောက်တည်းရှိတာဘာနာမည်တွေပေးထားမှမသိဘူးဂွေးတိုမတဲ့မိမနည်းနည်းလေးဖြေးလိုက်ယောက်ျား Oh no မိမနည်းနည်းလေးထပ်ဖြေးလိုက်ပါလားမရသေးဘူး Oh no ရပြီလားမရသေးဘူးထပ်ဖြေးဦးယောက်ျားကလည်းမရရင်မလုံးနဲ့တော့ရပြီထွက်ပြီတွေ့တာဒီမှာတွားကြညက်တာကလင်းဟဲ့အမိုက်လဲလားမသိဘူးနော်လင်းကင်းဟဲ့ဘယ်လိုလင်းကင်းပါလေအော်တယ်လီဖုန်းလာနေတာဟာဟယ်လို
customer service တို့ဆက်သွယ်လိုပါလင်ကိုနှိပ်ပါ နှိပ်မယ် နံပါတ်2ကိုနှိပ်ပါ ရတယ် နံပါတ်3ကိုနှိပ်ပါ နှိပ်ရလာကြီးလား 4 5 များတယ်နော် 6 9 ခုနှစ် 8 ရှေ့ 9 ကို 3ည တော့ည ကျေးဇူးတင်ပါတယ်ရှင် မုတ်ဆိုးမှာမင်းနဲ့မှာချစ်တတ်ပြီပေါ့ဗါရပရိသတ်ကြီး မင်းနဲ့လားချစ်တယ်ပြီမောင်ဖေ အချစ်ကြောင့်များမသိခဲ့ဘူးငယ်စဉ်ကအသက်အရွယ်မှာယူလောက်တဲ့အချစ်မျိုးလက်ကိုတိုင်းမတွေးမိသေးပါပါတယ် ကိုယ်တိုင်တွေ့မိသေးပါဗျာ ရာဇဝင်မှာတွင်ကြမဲ့ကြေကွဲခြင်းမျိုးလဲဖုံဖုံတော့ပြိတ္တာမကြုံမှုသေးပါပါတယ် မကြုံဘူးသေးပါဗျာ ဒီအချိန်မှမကြားခြင်းဆုံးကတော့မုံတဲ့စကားဘာစကားဟဲ့ မော်ကရုံးနဲ့စကောတကားပါဖေရတကား ငါတကနလရကုန်းသားလေးလေ ဖုန်းကြီးက ငါနှလုံးသားလေးလဲရင်ခုံတော့နဲ့ထိမ်မလို့ခပ်ပြီးနောက်ဆုံးတော့မင်းနဲ့မှလည်းချင်းတန်ပြီးဘောင်းကိုင်းလိုက်ဆိုကြတာ ဓုတာဓုတာ တာတို့ရဲ့သမင်းဆောင် ရက်ဆက်လိုက်တာမနေစီဟာဟာလေနင်နဲ့ကောင်ထီတော့နင်နားနေတာလားဟာမနေစီမမင်းကိုချစ်လို့ငါမပြေလေတဲ့ကြားရနေလို့ဘာကြိုးသားရုံးကန်ခဲ့တာဒီပစံငါဘာလို့မဒီပစံငါဘာလို့မလဲငါချစ်လို့ရှာတယ်ပစံဒီမှာ ချိန်မမဒီပစံရဘာလာရပါလဲနေခုနမျက်စိရှိအနေထပ်ပါလားထပ်ပါညစာတော့ကြားနေလေ ငါမင်းမဖះရှင်ကိုလည်းအကြာကြီးပဲနော်ဘာလဲနောက်ဘဝနဲ့ပြီးမှနဲ့တတိဖြစ်ရပါလို့ဤလိုဆူတောင်းတယ်မို့လားယောက်ျားလည်းနဲ့သားဖြစ်ရှင်တယ် အမလီရှင်ကတော့နှစ်သားဖြစ်ချင်မှာပေါ့ကျုပ်ကတော့နှစ်သမီးဖြစ်ချင်မှာအောင် ဘာဖြစ်လို့နဲ့သမီးမဖြစ်ရှင်တာတော့ နှစ်သားတွေကနှစ်သမီးတစ်ဖက်900စီနဲ့ဆန်စားတာတဲ့ကိုယ်လည်းဘယ်တော့ရောက်မလဲမျောရင်းနဲ့မောနေရမှာ အာဝီငါ့ကိုပတ်စံ9000လောက်ရှိစမ်းပါဟဲ့ ငါဒုက္ခရောက်တော့အောင်နေအားပေးဖို့ရလို့လား နင်ဒုက္ခရောက်တော့ပထမဦးဆုံးကုန်းမမှာ fighting လို့ရေးတာငါ ကိုဖုံးနဲ့ကိုပိန်နဲ့ကိုထုတ်ကိုဖုံးနဲ့စော့တာနော်အစ်စ်မရှိဘူးရှိတယ်လေအထက်တန်းသားအောက်တန်းသားလာမပြောနဲ့နင်တို့ငါ့ကိုမကြည့်ချင်ကြော်သွားကြည့်ချင်အသက်ဖေးရုပ်မလုံမှန်စင်စားနဲ့ဂေါ်လခါးရီနဲ့ထုခံရမယ် ကဲအားလုံးမနှောက်ပြီးတော့ဖိုင်တော့ပြန်တွေ့ကြအောင်ညာလား